အားလုံးပဲမင်္ဂလာပါสวัสดีค่ะทุกคนအဲ့တော့ဒီနေ့လေ့လာရမယ့်အကြောင်းအရာကထိုင်းပြည်ရေးနည်းလေးဖြစ်ပါတယ်နော်ကိုနေ့ကအတန်ထွက်အသေးစိတ်ကိုဒီရှယ်အောက်မှာပြထားတဲ့ဗီဒီယိုထဲမှာအသေးစိတ်ပြောပြထားပြီပေါ့နော်မကြည့်ရသေးတဲ့လူကတော့တွားကြည့်ထားပြီပါနော်โอเคအဲ့တော့ဒီနေ့ကစာပြန်ညွှန်ရေးအနေနဲ့ဒီ44လုံးကိုလည်းတစ်ခါတည်းရွတ်ပြမယ်ပြီးတော့လို့ရှိရင်ရေးနည်းလေးကိုကောကိုင်ကနေဟောနိုဟုတီလေ့လာကြမယ်နော်โอเคအဲ့ဆိုရင်ဒီချက်ကိုစလိုက်ပါမယ် ထိုင်းပြည်44လုံးကိုพยัญชนะไทย44ตัวพยัญชนะไทยထိုင်းပြည်44ตัว44လုံးအဲ့တော့ဒီချက်ဆိုင်းလေးနဲ့အရှိရအတန်လေးတွေကိုပြသွားပြီမယ်နော်กอไก่กอไก่ขอไข่ขอไข่ขอขวดขอขวดคอควายคอควายคอโคนคอโคนคอระฆังคอระฆังงองูงองูจอจานจอจานฉอฉิ่งฉอฉิ่งชอช้างชอช้างซอสู้ซอสู้ชอเชอชอเชอยอหญิงยอหญิงดอชดาดอชดาตอปะตาตอปะตาถอฐานถอฐานทอมนโททอมนโททอผู้เฒ่าทอผู้เฒ่านอนเนนนอนเนนดอเด็กดอเด็กตอเต่าตอเต่าถอถุงถอถุงทอทหารทอทหารทอทงทอทงนอหนูนอหนูบอใบไม้บอใบไม้ปอปลาปอปลาผอพึ่งผอพึ่งฝอฝาฝอฝาพอพานพอพานฟอฟานฟอฟานพอสำเภาพอสำเภามอม้ามอม้ายอยักษ์ยอยักษ์รอเรือรอเรือลอลิงลอลิงวอแหวนวอแหวนสอสาราสอสาราสอฤาษีสอฤาษีสอเสือสอเสือหอหีบหอหีบลอจุลาลอจุลาออ่างออ่างဟောနုခုဟောနုခုတို့ပဲဖြစ်ပါတယ်44လုံးကိုနောက်တစ်ခေါက်ပြန်နှွှဲလိုက်ပြီနော်တခြားပြန်ပြီးမှ practice လုပ်ထားပါနော်โอเคအဲ့တော့ဒီမှာရေးနည်းလေးတွားမယ်ကောไก่ဆိုတဲ့ရေးနေနော်ဘီတစ်လုံးမှာသူ့မှာအတန်နဲ့အဓိပ္ပာယ်ရှိတယ်ဒီလိုတော့ရှေ့မှာတစ်ခေါက်ပြောပြီးပြီအရှိကကောဆိုတဲ့ဟာလေးကိုအတန်ဘီမှာပါတဲ့အတန်လေးကတော့ mid tone အတန်လေးနဲ့ပဲတွားမယ်အနောက်ကไก่ဆိုတာကကြက်ကိုပြောတာနော်ကောไก่ไก่ဆိုတာကကြက်သူ့ရဲ့ရေးနည်းကဒီလိုကထိုင်းပြည်44လုံးမှာဆိုရင်လေအစံကနေပြီးမှဒီလိုခေါင်းလေးလို့လည်းပြောလို့ရရပါတော့အဲ့ဒီကနေမှစပြီးမှ white ပေးရမယ်ဒီကောကိုက်ဆိုရင်အစံလည်းမပါဘူးခေါင်းလည်းမပါဘူးပေါ့နော်အဲ့တော့ဒီလိုကဘယ်လိုရေးမလဲဆိုတော့ဘယ်ကနေညာကိုသွားတဲ့ရေးနည်းလေးနဲ့ရေးပေးပါနော်ဥပမာဆိုရင်အောက်ကနေသွားပါမယ်ပြီးရင်ကျက်နှုတ်ဒီပုံစံလေးထဲဝင်မယ်ပြီးရင်ခန်းငယ်ပုံစံလေးဝိုက်ချလိုက်နော်ဒါလေးဆိုရင်ကောကိုက်ရသွားပါပြီကောကိုက်ကိုက်ဆိုတာကကြက် โอเคနောက်တစ်ခုကကြတော့ขอไข่အရှိကအတန်တီးတန်ရိမ့်ပေးပါမယ်ขอအနောက်ကไข่ไข่ဆိုတာကဥကိုပြောတာနော်ขอไข่
ရေးတဲ့ခါကျရင်အစံလေးကနေစရေးမယ်နော်ဝိုင်းဝိုင်းလေးကနေစရေးပါမယ်ရေးလိုက်မယ်ပြီးရင်ခန်းငယ်တေးသေးလေးအောက်ကိုပြန်ဆွဲချရပ်ပင့်ပုံစံလေးရေးလိုက်ဒါလေးဆိုရင်ခေါ်ခိုက်ရသွားပြီနောက်တစ်လုံးဆက်ရေးပါမယ်ခေါ်ခိုက်ခေါ်ခိုက်ဆွဲချက်ကတစ်ချက်ပဲเนาะဒီလိုအစံလေးကနေစလိုက်မယ်ပြီးရင်တောက်လျှောက်ပဲအပေါ်ဒီလိုလေးပြန်တက်သွားမယ်ခေါ်ခိုက်နောက်တစ်ခုဆက်သွားပါမယ်ခေါ်ခวดခေါ်ခวดအရှိကခေါ်ဆိုတဲ့စကားလုံးလေးကရိမ့်ပေးမယ်အနောက်ကခวดဆိုတဲ့ပလင်းဒီစကားလုံးလေးကိုအနောက်ကလိုထုံးအတန်လေးနဲ့ပြောမယ်နော်ခวดခวดဆိုတာကပလင်းရေးတဲ့ခါကျရင်အစံလေးကိုရေးလိုက်မယ်ပြီးရင်ကကြီးအသေးလေးပြီးရင်ရပ်ပင်းပုံစံလေးအဲ့ဒါဆိုရင်ခေါ်ခวดရသွားပြီအပြင်လက်ရေးဆိုဒီလိုလေးနော်ဒါအပြင်လက်ရေးရေးပြပါမယ်ဒီထဲမှာပဲလက်ရေးလဲလို့ရပါတယ်ခေါ်ขวดปะเลงไปต่อนะคะဆက်သွားပါမယ်คอควายအရှိကคอအတန်ပြပြလေးပဲသွားမယ်ควายအတန်ပြပြလေးပဲသွားမယ်คอควายควายဆိုတာကကျွဲရေးတဲ့ခါကျရင်အစံလေးကိုအရင်ရေးမယ်အရှိဘက်ကိုစောင်းလာမယ်ပြီးရင်ခန်းငယ်ပုံစံလေးဝိုင်းချလိုက်ပါအဲ့ဒါဆိုရင်คอควายရသွားပါပြီคอควายคอควายဟုတ်ပြီနော်โอเคအဲ့ဒါဆိုရင်ဆက်သွားမယ်คอโคนคอโคนအတန်လေးကတော့အရှိရဟာလေးကခေါ်မစ်ထုံးလေးခွန်အတန်ပြပြလေးနော်ခေါ်ခွန်ရေးတဲ့ခါကျရင်အစံလေးကိုရေးလိုက်မယ်အရှိဘက်ကိုစောင်းမယ်ပြီးရင်ကကြီးပုံစံလေးအဲ့ဒါဆိုရင်ခေါ်ခွန်ညသွားပါပြီโอเคဒီကျတော့လေဘီမှာအတန်နဲ့အဓိပ္ပာယ်ရှိရနော်အဲ့မှာမတုံးတော့တဲ့ဘီနှလုံးရှိမယ်ထိုင်းစာမှာအခုတွေ့ရတဲ့ခေါ်ခွန်ဆိုတဲ့လူဒီစကားလုံးမှာဆိုရင်ခွန်ကိုပေါင်းထားတာကခေါ်ခွိုင်းနဲ့ပေါင်းထားပြီရနော်ဒီစကားလုံးလေးကမတုံးတော့လို့နောက်တစ်ခုလည်းတူတူပဲခဏကတည်းကကြော်လိုက်တယ်ခေါ်ခုတ်ဆိုတဲ့စကားလုံးလေးပါခေါ်ခုတ်ဆိုတဲ့စကားလုံးလေးကလည်းဒီချက်တို့မတုံးတော့ပါဘူးအဲအကြောင်းခုတ်ဆိုတဲ့ပလင်းရေးတဲ့နေရာမှာခေါ်ခိုက်လေးကိုသုံးပြီးမှရေးပေးထားခြင်းဖြစ်တယ်နော်โอเคပြီးတော့လို့ရှိရင်ခေါ်รักคางခေါ်รักคางรักคางဆိုတာကခေါင်းလောင်နော်အတန်လေးကခေါ်အတန်ပြေလေးပဲရခางအဲ့လိုလေးသွားမယ်ခေါ်ရခางရေးတဲ့ခါကျရင်အစံလေးကိုရေးလိုက်မယ်ကကြီးအသေးလေးအောက်ကိုဆွဲချမယ်အရှိဘက်ကိုဝိုက်ပြီးမှအနောက်ကိုသွားပြီးအပေါ်အဆုံးတက်မယ်ဒါလေးဆိုရင်ခေါ်ရခางရသွားပါပြီခေါ်ရခางဆွဲချက်တစ်ချက်ထဲပဲနော်ခေါ်ရခางโอเคပြီးတော့လို့ရှိရင်งองูงองูงูနှာခမ်းလေးချွတ်မယ်နော်งอအရှိအတန်ပြပြလေးပဲงูအတန်ပြပြလေးပဲงองูงองูရေးတဲ့ခါကျရင်အစံလေးကထိတ်မှာအောက်ကိုလာမယ်အရှိဘက်ကိုဝေးသွားမယ်နော်ဒီလိုလေးသွားပါမယ်งองูงองูငွေโอเคနောက်တစ်လုံးဆက်သွားပါမယ်จอจานจอจานจอတငိမ်သေးပဲจานတငိမ်သေးပဲจานဆိုတာကပကံပြဟုတ်နော်จอဆိုတဲ့အတန်လေးကပြပြလေးနော်တငိမ်သေးဆိုတာလေจานဆိုတဲ့ဟာလေးလည်းအတန်ပြပြလေးပဲနော်จอจานจานဆိုတာပကံပြရေးတဲ့ခါကျရင်အစံလေးကိုအလယ်မှာထားရေးမယ်အနောက်ဘက်ကိုစောင်းလာမယ်ပြီးရင်အမိုးပုံစံလေးအဆုံးသတ်မယ်နော်ဒီလိုလေးလာပါမယ်ဒါလေးကကြောကြမ်းရေးနည်းဖြစ်ပါတယ်ကြောကြမ်းကြောကြမ်းကြမ်းကပကံပြโอเคနောက်တစ်လုံးကကြတော့ချောချင်းချောချင်းချောချင်းဒီလိုလေးသွားမယ်နော်ချောချင်းရေးတဲ့ခါကျရင်ကျတို့ကအစံကနေစရေးပါမယ်အ
အစံလေးကိုအလဲမှာလောက်ထားရေးလိုက်မယ်အောက်ကိုပြန်လာမယ်ပြီးအနောက်ကိုဝိုင်းသွားပြီးမှအပေါ်ဘက်ကိုအမိုးပုံစံလေးနဲ့အဆုံးသတ်မယ်ချောချင်းရသွားပါပြီချောချင်းလင်းကွင်းဒုတိယခေနောက်တစ်ခုကကြတော့ချောချန်းချောအရှိအတန်ပြပြလေးပဲချန်းဟိုက်ထုံလေးနော်ချောချန်းချန်းဆိုတာကစင်ကိုပြောချင်တာရေးတဲ့ခါကျရင်အစံလေးကိုရေးလိုက်မယ်ပြီးရင်ခေါ်ခိုက်ရေးလိုမျိုးကနေစရေးမယ်ခေါင်းလေးကိုထိပြီးမှအပေါ်လေးကိုဒီလိုတက်သွားမယ်ဒါဆိုရင်ချောချန်းရသွားပါပြီချန်းဆိုတာကစင်ကိုပြောတာချန်းစင်နောက်တစ်ခုကကြတော့စောဆိုးစောဆိုးစောအတန်ပြပြလေးဆိုး falling tone ရေးတဲ့အခါကျရင်အစံလေးကိုအရင်ရေးမယ်ကကြီးအသေးလေးရေးလိုက်ပါခဏကခေါ်ခုကဒီလိုမျိုးအရင်ရေးပြီးမှခေါင်းလေးကိုထိပြီးမှအပေါ်တက်သွားပြီပါအဲ့ဒါဆိုရင်စောဆိုးရသွားပါပြီစောဆိုးစောဆိုးโอเคအဲ့ဒါဆိုရင်ไปต่อนะคะชอเชอชอเชอအာကောင်ထဲကအတန်ထွက်မယ်နော်ချောအတန်ပြပြလေးပဲချေအတန်ပြပြလေးချောချေရေးတဲ့ခါကျရင်ကျတို့အောက်ကနေစရေးမယ်အစံလေးပြီးရင်ကျက်နုတ်ဒီပုံစံလေးနဲ့ဝိုက်ချလိုက်မယ်အရှေ့ဘက်ကိုလာမယ်အနောက်ကိုသွားမယ်အပေါ်အဆုံးသက်သွားမယ်ဒါလေးကချောချေဖြစ်ပါတယ်ချောချေချောချေချေဆိုတာကတစ်မှာပင်ပြောချင်တာနော် โอเคနောက်တစ်ခုကကြတော့ယောရင်ယောရင်အရှိကယောဆိုတဲ့ဟာပြပြလေးပဲရင်အတန်ရိမ့်မယ်ယောရင်ရေးတဲ့ခါကျရင်အစံလေးကနေစရေးပါမယ်အောက်ကနေပြီးရင်ကျက်နုတ်ဒီပုံစံလေးနဲ့ဝိုက်ချလိုက်မယ်အနောက်ကိုတက်တက်သွားမယ်အပေါ်တက်တက်တက်သွားမယ်အမှဆွဲချက်တစ်ချက်ပါအောက်ကကိုကိုလေးကိုဒုတိယဆွဲချက်အနေနဲ့ရေးပေးပါဒါလေးဆိုရင်ယောရင်ရသွားပါပြီဒီလိုလေးရေးပါမယ်နော်ယောရင်ယောရင်โอเคပြီးရင်ဆက်သွားမယ်ဒေါ်ချတာဒေါ်ချတာဒေါ်ချတာဘယ်လိုရေးမှာလဲโอเคနော်ရေးနီးမသွားခင်ဒေါ်ဆိုတဲ့ဟာအတန်တငိမ်သေးပဲချဒါဒေါ်ချဒါအတန်ပြပြလေးသွားမယ်အစံလေးကိုအပြင်မှာထုတ်ပြီးရေးပါမယ်အပေါ်တက်တက်တက်မယ်နှုတ်သီးပုံစံလေးနဲ့အောက်ကိုရှည်ရှည်လေးဆွဲချလိုက်ပြီးရင်အသွေးဘက်ကိုဒီလိုဝိုက်သွားမယ်အဲ့ဒါဆိုရင်ဒေါ်ချက်တာဆိုရဲမကိုက်ရသွားပြီဘယင်းနေဥကောင်းမှာစောင်းနေမကိုက်ပါဒေါ်ချက်တာကမကိုက်ဒီလိုလေးရေးသွားမယ်နော်ချက်တာဒေါ်ချက်ဒါဒေါ်ချက်တာဒါတွေအတန်လေးနဲ့ပါโอเคပြီးသွားပြီဆိုရင်အောက်ကဟာလေးဆက်သွားမယ်တောပတာတောပတာတောပတာလို့ဖတ်မယ်နော်ရေးတဲ့ခါကျရင်ခဏလေးနော်ပတာတော်တော်လေးနော်တောပတာโอเคအတန်လေးကတော့တောပတာရေးတဲ့ခါကျရင်ခဏအောင်ဒီကျတော့ဒေါ်ချက်သားရေးလို့မျိုးပဲအရင်စရေးလိုက်ပါအောက်ကိုဆွဲချလာမယ်သူကနှစ်ခါတွန့်သွားပြီးမှအထဲကိုဝင်မယ်နော်ဒီတစ်ခါကကြတော့နောက်တစ်ခါထပ်ကြည့်မယ်အောက်ကိုရှည်ရှည်လေးဆွဲမယ်နော်နှစ်ခါတွန့်မယ်အထဲကိုပြန်ဝိုက်သွားပါအဲ့ဒါဆိုရင်တောပတာရသွားပြီတောပတာတောပတာ โอเคနောက်တစ်ခုကကြတော့ถอฐานถอฐานถอฐานအတန်ရေးမယ်နော်ရေးတဲ့ခါကျရင်အစံလေးကိုအလယ်မှာထားရေးမယ်အနောက်ကိုစောင်းစောင်းလေးသွားမယ်အပေါ်ကိုခုံလေးတက်သွားအလံပုံစံလေးအမှတစ်ချက်အောက်ကဟာလေးကိုကြတော့ဒုတိယဆွဲချက်လေးရေးပေးပါဒါဆိုရင်ထောฐานฐานဆိုတာကပလင်နော်ပလင်ကိုฐานထောฐานဒီစကားလုံးလေးနည်းနည်းခက်ပါမယ်
များများလေးရေးပေးပါနော်စာအုပ်ထဲအတိုင်းထောฐานฐานဆိုတာကပလင်โอเคပြီးတော့ရင်အောက်ကဟာလေးဆက်သွားမယ်ทอมนโททอมนโทရေးတဲ့ခါကျရင်အတန်လေးအရင်ပြောမယ်ทอมนโทအဲ့လိုလေနော်ทอมนโทရေးတဲ့ခါကျရင်အစံလေးကိုအလယ်မှာကကြီးပုံစံလေးရေးလိုက်ပါအောက်ကိုဆွဲချမယ်ပြီးရင်ဘေးနားကိုဝိုင်းဝိုင်းလေးပြန်ဝိုင်းချလိုက်နော်ဒါလေးကทอมนโทဖြစ်ပါတယ်မွန်ထိုထောနန်းမွန်ထိုလို့လည်းပြောလို့ရတယ်နော်ကားချေတဲ့တယောက်ရဲ့နာမည်ပါထောနန်းမွန်ထိုထောမွန်ထိုโอเคပြီးတော့ရင်ထောผู้เฒ่าထောผู้เฒ่าရေးတဲ့ခါကျရင်ထောผู้เฒ่าဟုတ်ပါနော်ผู้เฒ่าဆိုတာအဖိုးအိုနော်ရေးတဲ့ခါကျရင်ဒီကျတော့အစံလေးကိုအရင်ရေးမယ်ပြီးတော့အရှိကိုစောင်းလာပြီးရင်ကကြီးပုံစံလေးအောက်ကိုဆွဲချလာမယ်အရှိကိုဝိုက်ပြီးအနောက်ကိုသွားမယ်အပေါ်တက်သွားမယ်ဒါလေးကထော်ဖူးထောက်ဖြစ်ပါတယ်ထော်ဖူးထောက်ထော်ဖူးထောက်ဖူးထောက်ဆိုတာကအဖိုးအိုโอเคပြီးတော့ရင်နော်နင်းနော်အတန်တငိမ့်သေးပဲနင်းအတန်တငိမ့်သေးပဲနော်နော်နင်းနင်းဆိုတာကိုရင်လေးရေးတဲ့အခါကျရင်အစံလေးကိုအောက်မှာထားမယ်ကျက်နှုတ်ဒီပုံစံလေးနဲ့ဝိုက်ချလိုက်ပါအနောက်ကိုသွားမယ်အပေါ်ကိုပြန်တက်သွားပါမယ်ဆွဲချက်ကတစ်ချက်သေးပဲနော်ဒီလိုလေးပါနော်နင်းနော်နင်းနင်းဆိုတာကကိုရင်လေးโอเคနောက်တစ်ခုကကြတော့ဒေါ်ဒီဒေါ်ဒီဒီဆိုတာကကလေးနော်ဒေါ်အတန်ပြပြလေးပဲဒီဆိုတဲ့ဟာလေးကလိုထုံးလေးဒေါ်ဒီရေးတဲ့ခါကျရင်အစံလေးကိုအထဲမှာထားမယ်အရှေ့ဘက်ကိုစောင်းလာမယ်ပြီးရင်ခန်းငယ်ပုံစံလေးဝှက်ချလိုက်အာဒါလေးဆိုရင်ဒေါ်ဒီရသွားပြီဒေါ်ဒီဒီဆိုတာကကလေးလေးပါโอเคနောက်တစ်ခုကကြတော့တောတောက်တောတောက်ရေးတဲ့ခါကျရင်အစံလေးကိုအလယ်မှာထားရေးမယ်ပြီးရင်အသေးပုံစံလေးတောတောက်တောတောက်တောအတန်တငိမ့်နေနော်တောက်ကြားတန်လေးတောက်ဆိုတာကလေတောတောက်တောတောက်ကြားတန်လေးโอเคနောက်တစ်ခုကကြတော့ထောถุงထောถุงအတန်ရိမ့်မယ်ထောถุงအတန်နှစ်ခုစလုံးရိမ့်ပါမယ်ရေးတဲ့ခါကျရင်အောက်ကဆန်လေးကိုရေးပါပြီးရင်ကျက်နှုတ်ဒီပုံစံလေးနဲ့ဝိုက်ချလိုက်ထောถุงဒီလိုလေးရေးပါမယ်ထောถุงถุงဆိုတာကအိတ်โอเคနောက်တစ်ခုทอทหารทอทหารทหารဆိုတာကစစ်သားเนาะရေးတဲ့ခါကျရင်ရှယ်တို့ကထိတ်ကနေအစံလေးကိုထားခဲ့မယ်အောက်ကိုတက်လာမယ်ဘေးကိုဒီလိုလေးပြန်ဝိုင်းချလိုက်ခဏကထောင်းနန်းမွန်ထိုးရေးလို့မျိုးသွားဆင်မယ်เนาะဒါပေမဲ့သူကကျတော့အစံကိုထိတ်မှာပဲထားပြီးမှဘေးနားကိုဝိုင်းချလိုက်ပါအဲ့ဒါဆိုရင်ทหารဆိုတဲ့စစ်သားရပြီထောทหารထောทหารအဲ့လိုလေးသွားပါမယ်ထောทหารစစ်သားနောက်တစ်ခုကကြတော့ထောထုံထောထုံအလံထောထုံထုံဆိုတာကအလံရေးတဲ့ခါကျရင်သူလည်းအစံမပေါအောင်အဲ့တော့ဘယ်ကနေညာကိုသွားတဲ့ရေးနည်းပဲเนาะအလယ်လောက်ကနေအောက်ကိုဆွဲချလိုက်နောက်ကိုသွားမယ်အပေါ်ဘက်ကိုခုံခုံလေးနဲ့အလံပုံစံလေးအဲ့ဒါဆိုရင်ထောထုံရသွားပါပြီထောထုံဒီလိုလေးပါထောထုံโอเคပြီးတော့လို့ရှိရင်နော်หนูနော်หนูနော်หนูအဲ့လိုလေးသွားမယ်နော်အစံကနေစာရေးလိုက်ပါအနောက်ကိုသွားမယ်အပေါ်တက်သွားမယ်ဒီလိုလေးပါနော်หนูနော်หนูหนูဆိုတာကကျွဲပြီးတော့ရင်ဘော်ပိုင်မိုင်
บอใบไม้บอใบไม้အဲ့လိုသွားမယ်နော်ရေးတဲ့အခါကျရင်ထိတ်ကနေစရေးမယ်အောက်ကိုလာမယ်ပြီးရင်ပါဆောက်ပုံစံလေးပေါ့နော်အဲ့ဒါဆိုရင်ဘောပိုင်မိုင်ရသွားပါပြီလေးတောင်းဆန်ဆန်လေးရေးမယ်ဘောပိုင်မိုင်ဘောပိုင်မိုင်โอเคပြီးတော့လို့ရှိရင်ပေါ်ပလာပေါ်ပလာပလာဆိုတာကငါရေးတဲ့ခါကျရင်အစံလေးကိုထိတ်မှထားမယ်အောက်ကိုလာမယ်အပေါ်ဒီလိုလေးတက်သွားပါပေါ်ပလာပေါ်ပလာရေးသွားမယ်နော်โอเคสู้ๆนะคะပြီးခံနေပြီနော်အားလုံးပဲ fighting ပါအဲ့တော့ပေါ်ပလာပြီးတော့ရင်ဖော်พึ่งဖော်พึ่งพึ่งကနည်းနည်းပြောရခက်မယ်နော်ဒီพึ่งဆိုတဲ့ဟာလေးကအာကောင်ထဲကလာတဲ့တန်လေးနဲ့ပြောပြပါမယ်ဖော်พึ่งအဲ့လိုလေးတွားမယ်အစံလေးကိုထိတ်မှထားမယ် W ပုံစံလေးရေးလိုက်ပါအဲ့ဒါဆိုရင်ဖော်พึ่งရပါပြီဖော်พึ่งဖော်พึ่งပြာโอเคနောက်တစ်ခုကကြတော့ဖော်ฝาဖော်ฝา F အတန်လေးနဲ့ဖော်ပြီးမှฝาအဲ့လိုလေးရေးမယ်နော်ဖော်ฝาအစံလေးရထိတ်မှပြီး W ပုံစံလေးကိုအပေါ်ထိဆွဲသွားပေးပါฝาဖော်ฝาပေါ်လေးကိုပို့ရှည်ပြီးမယ်နော်မဟုတ်ရင်ဖော်พึ่งဖြစ်သွားလိမ့်မယ်ဒါလေးကဖော်ฝาဖြစ်ပါတယ်โอเคနောက်တစ်ခုကကြတော့พอพานพอพานพอพานအဲ့လိုလေးနော်ရေးတဲ့အခါကျရင်ထိတ်မှာအစံလေးကိုရေးလိုက်ပါပြီးရင် W ပုံစံလေးသွားမယ်အစံလေးအပြင်ထုတ်ထားမယ်နော်အစံလေးအထဲထည့်လိုက်တာ ਨੇ ဖော်พึ่งတန်းဖြစ်သွားမှာအခုကစွန်းကလေးရချင်တာพอพานလို့ရေးပေးပါမယ်พอพานအစံလေးအပြင်ထုတ်ထားမယ် เคနောက်တစ်ခုဆက်သွားမယ် for fun for fun F အတန်လေးနဲ့သွားမယ်နော် for fun fun ဆိုတာကတွားရေးတဲ့အခါကျရင်အစံလေးအပြင်ထုတ်ထားပြီးမှ W ပုံစံလေးကိုအမီလေးပို့ရှည်ပေးပါအဲ့ဒါဆိုရင် fun ဆိုရဲတွားရသွားပါပြီနော်တစ်ခုလုံးကို for fun ဆိုမှလေ့ကျင့်ပေးပါ for fun နောက်တစ်ခုကကြတော့พอสำเภาพอสำเภาအစံလေးကိုအပြင်ထုတ်ထားမယ်ကျက်နှုတ်ဒီပုံစံလေးနဲ့ဝိုက်ချလိုက်ပါพอสำเภาဒီလိုလေးพอสำเภาအစံလေးကိုအပြင်ထုတ်ထားမယ်နော်โอเคနောက်တစ်ခုကကြတော့มอม้ามอတန်ပြပြလေးม้าม้าဆိုတာကမြင်းအဲ့တော့ရေးတဲ့ခါကျရင်အစံလေးကထိတ်မှာပြီးအောက်ကိုဆွဲချမယ်အရှိဘက်ကိုဝိုက်ပြီးမှအနောက်ကိုသွားမယ်အပေါ်တက်သွားမယ်နော်မော်မာမော်မာမြင်းဖြစ်ပါတယ်မာဆိုတာကမြင်းโอเคနောက်တစ်ခါကျတော့ယော်ยักษ์ယော်ยักษ์ยักษ์ဆိုတာကဘလူးရေးတဲ့ခါကျရင်အစံလေးကိုထိတ်မှထားမယ်ပြီးကိုကိုွေးလေးဒီလိုလေးနော်ကိုကိုွေးလေးရေးသွားပါမယ်နှခါရစ်ပြီးမှပေါ်တက်သွားမယ်ဒီလိုကိုကိုွေးလေးရေးသွားပါမယ်ယော်ยักษ์ยักษ์ဆိုတာကဘလူးโอเคနောက်တစ်ခုကကြတော့รอเรือรอเรือရှာလိုက်မယ်နော်รอเรือအဲ့လိုသွားမယ်ရေးတဲ့အခါကျရင်အောက်ကနေစာရေးမယ်အပေါ်ဒီလိုအလံပုံစံလေးနဲ့အဆုံးသက်အဆန်ရှိတဲ့နေရာနေစာရေးပါမယ်ဒီလိုလေးသွားမယ်အဲ့ဒါဆိုရင်รอเรือရသွားပြီခေနောက်တစ်ခုကကြတော့ลอลิงลอลิงအတန်ပြပြလေးတွေပဲနော်လင်းဆိုတာကမြောက်ဒီတဲ့အခါကျရင်အစံလေးအောက်မှာဒီလိုလေးပြန်ဝိုက်ပေးပါမယ်အပေါ်ဒီလိုလေးသွားမယ်အဲ့ဒါဆိုရင်လင်းရသွားပြီမြောက်နော်လော်လင်းလော်လင်းโอเคနောက်တစ်ခါကျတော့ဝေါ်ဝမ်ဝေါ်အရှိအတန်ပြပြလေးပဲဝမ်အတန်ရိမ့်မယ်အောက်ခြေကနေစရေးမယ်အပေါ်ဒီလိုခုံခုံလေးအဆုံးတက်သွားမယ်
วอแหวนแหวนဆိုတာကလက်စွပ်နောက်တစ်ခုကကြတော့စောစာလာစောစာလာစာလာဆိုတာစရက်ရေးတဲ့ခါကျရင်အစံလေးကိုထားမယ်အရှိတ်ဘက်ကိုစောင်းလာမယ်ဝိုက်ချသွားမယ်ခေါင်းပေါ်မှာစပင်မွေးလေးတစ်မွေးရှိနေမယ်နော်ဒါလေးဆိုရင်စောစာလာဆိုတဲ့စရက်ရသွားပြီဒီလိုလေးပါสอสาลาสาลาเสียနောက်တစ်ခုสอฤาษีสอฤาษีฤาษีဆိုတာကရက်တိရေးတဲ့ခါကျရင်ထိတ်ကနေစရေးမယ်အောက်ကိုလေးတောင်းဆန်ဆန်လေးနဲ့ပါဆောက်ပုံစံလေးရေးလိုက်ပါဘောပိုင်မိုင်းလိုမျိုးပုံစံအရင်ရေးမယ်နော်ပြီးတော့အထက်ကခွခွေလေးကိုဒုတိယဆွဲချက်အနေနဲ့ရေးပေးပါဒီလိုလေးရေးသွားပါမယ်ဒါလေးဆိုရင်စောရစီစောရစီရသွားပြီနောက်တစ်ခါကျတော့စောเสือစောเสือစောเสือအမှန်တော့စူဝါမဟုတ်နော်เสือနှခမ်းလေးကိုဖြဲထားပြီနော်ရေးတဲ့ခါကျရင်အောက်ခြေကနေစရေးမယ်ပြီးဒီလိုလေးသွားပါမယ်ခဏမှ lolling ဆိုတဲ့မြောက်ရေးလိုမျိုးကနေစရေးမယ်ခေါင်းပေါ်မှာစပင်မွေးလေးတစ်မွေးရှိနေမယ်နော်အဲ့ဒါဆိုရင်စောเสือဆိုတဲ့ကြားရသွားပြီစောเสือโอเคနောက်တစ်ခုကကြတော့ဟောဟိဟောဟိအတန်ရှေ့အတန်လေးရိမ့်မယ်ဟောနောက်ကအတန်လေးကဟိဆိုမှပါစပ်ပိတ်သွားမယ်နော်ဟောဟိရေးတဲ့ခါကျရင်ထိတ်ကနေစရေးမယ်အောက်ကိုလာမယ်အပေါ်တက်ပြီးမှကိုကွေးလေးနဲ့အောက်ကိုပြန်ဆင်းဒီလိုလေးနော်တခြားလိုက်ကြည့်မယ်ဟောဟိပါဟောဟိတစ်တာโอเคနောက်တစ်ခုကကြတော့လောကျုလာလောအတန်ပြေးလေးကျုလာကျုလာဆိုတာကစွန်ကိုပြောတာအဲ့တော့ရေးတဲ့ခါကျရင်ဒီကျတော့အစံလေးကိုအပြင်ထုတ်ထားပြီး W လေးပုံစံပေါ့အပေါ်လေးကိုနည်းနည်းရှေ့ပြီးမှဒီလိုလေး wipe ပေးလိုက်ပါအဲ့ဒါဆိုရင်လောကျုလာရသွားပါပြီကျုလာဆိုတာကစွန်เนาะဒီကျတော့ဒီလွတ်တဲ့စွန်လေးတွေကိုကျုလာလောကျုလာဘီယိုလေးကျင့်မယ်ဆိုရင်โอเคပြီးတော့ပါမယ်နော်အဲ့တော့အော်အာအော်အာကြတယ်လေအော်အာအာဆိုတဲ့စကားလုံးလေးကရေစလုံးနော်ရေတဲ့ခါကျရင်အစံလေးကိုအလယ်မှာထားမယ်ပြီးရင်အပေါ်ကိုဒီလိုလေးမိုးသွားလိုက်အဲ့ဒါဆိုရင်အော်အာရသွားပြီဒီလိုလေးသွားပါမယ်โอเคအဲ့ဆိုရင်နောက်ဆုံးတစ်လုံးပဲကြံပါတော့တယ်ဟောနုတ်ခုဟောနုတ်ခုဟောနုတ်ခုအဲ့လိုလေးသွားမယ်နော်ဟောနုတ်ခုဆိုတာစီးကွက်နုတ်ခုဆိုတာစီးကွက်ပေါ့နော်အရှိအတန်နဲ့ပေါင်းမယ်ဟောနုတ်ခုရေးတဲ့ခါကျရင်စံလေးကိုအထည့်ထည့်ထားမယ်ပြီးရင်အော်အောင်လိုမျိုးပုံစံအရင်ရေးပြီးမှခေါင်းမှာခွေလေးပို့ရမယ်အဲ့ဒါဆိုရင်ဟောနုတ်ခုရသွားပြီဟောနုတ်ခုအဲဒီလိုလေးသွားပါမယ်โอเคนะဟုတ်ပြီအဲ့ဆိုရင်အားလုံးအဆင်ပြေမယ်ထင်ပါတယ်နော်ဒါလေးကတော့ကောကိုက်ကနေဟောနှုတ်ခူးထီကိုတောက်လျှောက်ရေးပြလိုက်တဲ့ဗီဒီယိုလေးဖြစ်တယ်နောက်နေ့ကျရင်ဘယ်ဘီးစကလုံးကဘယ်အုပ်စုမှာရှိတယ်ဆိုတဲ့ဟာလေးကိုနောက်တစ်ခါပြန်ပြောပြပါမယ်နော်အဲ့ဒီခါကျရင်ဘီးကိုကြည်ညက်အောင်ရပြီလို့တော့ထင်တယ်ပေါ့နော်โอเคဒီနေ့တော့ကတော့ဒီလောက်ပါပဲအားလုံး bye bye